အားလုံးပဲမင်္ဂလာပါဒီနေ့ day 3မှာတော့ဗီဒီယိုထဲမှာစာရာထည့်နည်းနဲ့အလားစီနဲ့အကြောင်းကိုလေ့လာရမှာဖြစ်ပါတယ်။ခဲကျွန်တော်နဲ့အတူတူလေ့လာကြည့်လိုက်ရအောင်ဗျ။ပထမဆုံးအဆင့်အနေနဲ့စာရာရိုက်ထည့်မယ်ပေါ့နော်။စာရာရိုက်ထည့်ဖို့ကြတော့သူက test ကိုနှိပ်ရမှာ test ပြီးရတဲ့s test ကိုနှိပ်ရမှာဗျ။ s test နှိပ်ပြီးရတဲ့ကိုကြိုက်တဲ့စလုံးရေးထည့်လို့ရရနော်။ဥပမာကျွန်တော်က video editing ပေါ့နော်video editing ဟိုထည့်လိုက်မယ်နော်ထည့်ပြီးရတယ်ကျွန်တော်တို့ဒီဘေးမှာအမှန်ချစ်ကိုနှိပ်ရမှာဗျအမှန်ချစ်ပြီးနှိပ်ပြီးရပြီနော်ဒီမှာဒီစာရာရသွားပြီစာရာရသွားပြီဆိုတော့နောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့ font တွေstyle တွေ effect တွေဟိုကနေထည့်မယ်နော် animation တွေထည့်မယ်နော်အဲ့လိုဆိုတော့ဒီ video editing ဆိုတဲ့ဟာကိုကျွန်တော်တို့ဒီဟာကိုခဏတစ်ချက်နှိပ်ရမှာဗျနှိပ်ပြရတဲ့ဒီမှာ font တွေ style တွေ effect တွေ animation တွေပေါ်လာနော်font မှာကျတော့ဒီမှာ font ထဲမှာဆိုရင်အများကြီးရှိရဗျကိုကြိုက်တဲ့ font ကိုရွေးလို့ရတယ်ဟိုမှာဒီကဆိုရင်ပြောင်းတော့နော် font တွေဆိုရင်ဒီမှာ font တွေအများကြီးရှိရဗျဒါကိုကြိုက်တဲ့ဟာရွေးလို့ရတယ်ကျွန်တော်တစ်ခုရွေးလိုက်မယ်နော်ဒီဟာရွေးလိုက်မယ်ဗျfont ရွေးပြီးရတယ်ကျွန်တော်တို့ style ပြန်သွားမှာဗျ style ထဲပြန်သွားမယ်နော် style ထဲမှာဒီမှာ style ထဲမှာလည်းအများကြီးရှိဗျ style ထဲမှာလည်းကိုကြိုက်တဲ့ဟာရွေးလို့ရတယ်ဒီမှာတစ်မျိုးဆိုရင်အရောင်ပြောင်းသွားပါ style ပြောင်းသွားပါနော်ဒီအနီလေးထားလိုက်မယ်နော်နည်းနည်းရှင်းလင်းဖြစ်သွားအောင်ပြီးရင်ကျွန်တော်တို့ဒီအောက်ထဲမှာ stroke ဆိုတဲ့ဟာရှိတယ်အဲ stroke ထဲမှာလည်းကျွန်တော်တို့ color ပြန်တော့ချိန်လို့ရတယ်ဗျထားပါတော့ဒီမှာအရောင်ညင့်သွားစေလားစလုံးထူသွားစေလားပေါ့နော် color ပြန်ချိန်လို့ရရနော်ဒီမှာဟုတ်ပြီကျွန်တော်ကဒီဟာပဲယူလိုက်တော့မယ်နော်ဒီပုံစံပဲယူလိုက်မယ်ပြီးရင်ကျွန်တော်တို့effect ပေါ့နော် effect သွားမယ်ပေါ့နော် effect မှာကျတော့ဒီမှာ effect မှာလည်းတူရဲ့ပုံစံအမျိုးမျိုးရှိရဗျဒီမှာကိုကြိုက်ရလုပ်လို့ရရနော်ဒီမှာ effect မှာဒီမှာထားပါတော့ဒီပုံစံဆိုဒီလိုထွက်လာမယ်ပေါ့နော်ကိုကြိုက်ရတခုခုပေါ့နော်ကျွန်တော်ဒီအနီရောင်ဝင်ယူလိုက်မယ်ဗျeffect ပြန်တဲ့ animation ပေါ့နော် animation ပြန်သွားမယ် animation မှာကျတော့ဥမာကျွန်တော်တို့ရဲ့ဒီ video editing ဆိုတဲ့စာဘယ်လိုပေါ်လာစေခြင်းဘယ်လိုပေါ်လာခိုင်းစေခြင်းလဲပေါ့နော်သူ့ရဲ့တဘောတရားဥမာစာရိုက်လို့ပေါ်လာခိုင်းစေခြင်းလားဆိုရင်ဒီမှာလဲသူရှေ့ရပေါ့နော်ပုံစံတွေ type writer ပေါ့နော်ဒီဟာကျွန်တော်ဒီမှာတစ်မျိုးဆိုရင်တစ်မျိုးပေါ်ခိုင်းစေခြင်းလားပေါ့နော်မဟုတ်ဘဲနဲ့တခြားပုံစံလဲလောက်ကြည့်လို့ရရဗျဒီမှာအများကြီးရှိရနော်သူကပြောင်းသွားရနော်ဒီမှာကြည့်ကိုကြိုက်တယ်လို့ကိုကြိုက်တဲ့ပုံစံသုံးလို့ရပါတယ်ကျွန်တော်တော့ဒီ type writer ပဲစမ်းကြည့်လိုက်မယ်နော် type writer စမ်းကြည့်လိုက်မယ်ဒီ animation in ထဲမှာတော့ဒါပြန်တဲ့ in ပြီးရတယ်ကျွန်တော်အောက်ကိုပြန်သွားရမှာဗျအောက်ကျတော့ဘယ်လိုလဲဆိုတော့စာသားကိုဘယ်လိုပျောက်သွားခိုင်းစေချင်လဲပေါ့နော်ထားပါတော့ဒီဟာနှိပ်ကြည့်လိုက်မယ်စာသားဒီလိုပျောက်သွားမယ်ပေါ့နော်ပြီးဒီဟာပြန်နှိပ်ကြည့်မယ်နော်အဲ့လိုမျိုးပြန်ပျောက်သွားမှာနော်တခုတတိထားရမှာကျွန်တော်တို့ဒီအောက်မှာဟိုရှိရဗျဒီစက္ကန့်ဟိုစာသားပေါ်တဲ့စက္ကန့်ပေါ့နော်စာသားပေါ်တဲ့စက္ကန့်ကိုကျွန်တော်တို့ 0.5 ဖြစ်ဖြစ်1စက္ကန့်ဖြစ်ဖြစ်အဲ့လောက်ပဲထားရင်ပိုအဆင်ပြေတယ်ဗျကျွန်တော်က 0.5 ပဲထားလိုက်မယ်နော်ဒီဘက်အထွက်လဲကျွန်တော်တို့ 0.5 ပဲထားလိုက်မယ်ဗျအဲ့ဆိုကျွန်တော်တို့ကြည့်အောင်ဘယ်လိုထွက်လာမယ်လို့ဒီလိုပေါ့နော်ဒီလိုမျိုးပေါ့နော်ပြီးရင်သူပြန်ပျောက်သွားမယ်နော်အဲ့လိုမျိုးပေါ့ခုကျွန်တော်တို့ဒီဟာရပြီဆိုရင်ကျွန်တော်အမှန်ချင်းနှိပ်လိုက်ရင်ရပြီဗျကျွန်တော်တို့ဒီဟာတစ်ချက်ကြည့်အောင်ဘယ်လိုထွက်လာမလဲဆိုတာအဲ့လိုမျိုးပေါ့နော်ပြီးတော့ editing ထွက်လာပြီပြီးရင်ပြန်ပျောက်သွားရဲ့အဲ့လိုမျိုးပေါ့ဒီလိုမျိုးပေါ့နော်ပုံစံvideo editing ပျောက်သွားရဲ့အဆင်ပြေရနော်ကဲအားလုံးပဲဒီနေ့ day 3ရဲ့သင်ခန်းစာကတော့ဒီလောက်ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ